ပူတင်းလုပ်ရတာခက်တယ်ထင်နေလားလုံးဝမဟုတ်ပါဘူးဒီနေ့တော့အိမ်ရှင်မတိုင်းလုံနိုင်တဲ့အရသာရှိတဲ့ပူတင်းလုံနည်းလေးကိုမျှဝေပေးမယ်နော်ဒီနေ့တော့အိမ်ရှင်မတိုင်းလုံနိုင်တဲ့အရသာရှိတဲ့ပူတင်းလုံနည်းလေးကိုမျှဝေပေးမယ်နော်ပါဝင်ပစ္စည်းတွေကလည်းရှာရလွယ်ပြီးလုပ်ရတာလည်းပျော်စရာကောင်းပါတယ်နို့ရည်တကြားဂျယ်လီမှုန့်တို့ကော်မှုန့်ပြီးတော့ကိုကြိုက်တဲ့အသီးလေးတွေပဲလိုပါတယ်ဒီပစ္စည်းလေးတွေနဲ့အရသာရှိတဲ့ပူတင်းလေးကိုဖန်တီးကြမယ်ပထမဆုံးနို့ရည်နဲ့တကြားကိုရောပြီးအပူပေးပါပြီးရင်ဂျယ်လီမှုန့်ကိုထည့်ပြီးသမအောင်မှွေပေးပါခဏအေးခံပြီးခွက်ထဲထည့်အသီးလေးတွေနဲ့အလှဆင်ပြီးရေခဲတစ်တာထဲထည့်လိုက်ရုံပါပဲပူတင်းကိုပိုပြီးလှအောင်အသီးအယောင်စုံလေးတွေထည့်ပေးလို့ရပါတယ်ကလေးတွေလည်းအရမ်းကြိုက်မှာပါဟဲဒီလောက်ရွယ်ကူတဲ့ပူတင်းလေးကိုအိမ်မှာချက်ချင်းစမ်းလုပ်ကြည့်လိုက်ပါဦးတော့လုပ်ပြီးရင်ဘလို့အရသာရှိလဲဆိုတာ comment မှာပြောပြခဲ့ပါဦးကျမတို့ channel ကိုလည်း subscribe လုပ်ဖို့မမေ့နဲ့နော်